အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးသွားမှာကတော့ Crime 101ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့သူတို့ဟာစူပါဟီးရိုးတွေမဟုတ်ကြပါဘူးတယောက်ကညံကြီးရှင်တခိုးနောက်တယောက်ကတော့ဝိုင်းဆောင်တော့ကြီးပေါ့ဝင်ငွေဒေါ်လာတန်း90နီးပါးရရှိထားပြီးပြည်သက်တီကြားမှာပြောစဝက်တွင်နေတဲ့ Crime 101ဆိုတဲ့ဇာတ်ကားလေးကိုအခုပဲစလိုက်အောင် Los Angeles မြို့ရဲ့တနေရာမှာမိုက်ဟာတကိုယ်ရတန်ရှင်းကိုတည်တည်ချာချာလို့သူ့ရဲ့တနက်ကိုအသက်ပြင်ပြီးကားပေါ်တက်ခဲ့ပါတယ်သူဟာမာဆွရဲ့ကားမှာလွန်ခဲ့တဲ့လပေါင်းများစွာကတည်းကတက်ဆင်ထားတဲ့ခြေရခန်းဆက်ကိုဖွင့်ပြီးသူ့နောက်ကိုတကောက်ကောက်လိုက်ပါတယ်။လမ်းမှာအုံမင်းလိုင်ကောင်တစ်ခုကိုတွေ့တဲ့အခါမိုက်ကကားကိုအမြင်မောင်းပြီးရှေ့ကပိတ်ရက်လိုက်ပါတယ်။မာဆွကသူ့နောက်မှာကားရက်လိုက်တဲ့အချိန်မှာတော့မိုက်ဟာမျက်နှာဖုံးကိုစောကားနောက်ဖုံးကိုဖွင့်ပြီးအတင်းဆောက်နေခဲ့ပါတယ်။မာဆွအနာရောက်လာတာနဲ့မိုက်ကတနက်နဲ့ချိန်လူကိုစစ်ဆေးပြီးကားနောက်ဖုံးတွေကိုအတင်းဝင်ခိုင်းလိုက်ပါတယ်။ဖုံး password ကိုမေးမြန်းပြီးတဲ့နောက်မှာတော့မိုက်ဟာခြေရခန်းဆက်နဲ့ဖုံးကိုတင်ပြီးမာဆွကိုကားနောက်ဖုံးနဲ့ပိတ်လောင်ထားခဲ့ပါတယ်။တစ်ဖက်မှာလည်းဝမ်ကွက်ညီကိုတွေဖြစ်တဲ့ဘန်နဲ့အလီတို့ဟာတနက်တွေအတင်းပြီးရတနာဆိုင်တစ်ဆိုင်ကိုဝင်သွားကြပါတယ်။ဆိုင်ရှင်ဆမ်မီကသူတို့ကိုစိန်အတူတွေထည့်ထားတဲ့လက်ဆွဲတက်တာတစ်လုံးပေးလိုက်ပါတယ်ဒါပေမဲ့ဆမ်မီဟာဘန်ကိုရုံးခန်းနဲ့ခေါ်သွားပြီးမှဒီတက်တာကဟာတွေကအတူတွေတကက်စိန်အစ်စ်တွေကဒေါ်လာ3တန်းတန်နဲ့အဲ့ဒါတွေမင်းရဲ့ချင်းအိတ်ထဲမှာဝတ်ထားလိုက်လို့လျှို့ဝှက်ပြောကြားလိုက်ပါတယ်ဒီချိန်မှာပဲမိုက်ကဆိုင်ပြင်မှာကားရက်ပြီးမဆော့ရဲ့ဖုန်းနဲ့ဆမ်မီစီကိုအားလုံးအတင်ပဲဆိုတဲ့စာပို့လိုက်ပါတယ်ညီကိုနှစ်ယောက်ဆိုင်ကမထွက်ခင်ဆမ်မီကသူတို့ရဲ့တနက်တွေကိုစစ်ဆေးပြီးအလီရဲ့တနက်ကိုအတစ်တက်လက်နဲ့လဲပေးလိုက်ပါသေးတယ်ညီကိုနှစ်ယောက်ကောင်းကောင်းထွက်လာတဲ့အခါမိုက်ကသူတို့ကိုမဆော့ရောက်ဆောင်ပြီးနောက်ကနေလိုက်လာပါတယ်ကားပါကင်တစ်ခုမှာသူတို့ကိုရက်လိုက်တဲ့အခါမိုက်ကမျက်နှာဖုံးဆုပ်ပြီးသူတို့ကားဘေးမှာကက်ရက်လိုက်ရာကနေကားမှန်မှာကွဲသွားပါတယ်မိုက်ကသူတို့ကိုတနက်နဲ့ချိန်ုံနေမကပဲဘန်ရဲ့အိမ်ကိုလိုက်လင့်ပြထားပြီးဗီဒီယိုကောနဲ့ပါချင်းချောက်လိုက်ပါသေးတယ်။ကြောက်သွားတဲ့ညီကိုနှစ်ယောက်ဟာသူတို့ရဲ့တနက်နဲ့ဖုန်းတွေကိုမိုက်ရဲ့ကားထဲပစ်ထည့်လိုက်ရပါတယ်။မိုက်ကကားပေါ်ကဆင်းပြီးဘန်ရဲ့ချဲအိတ်ထဲမှာစိန်အစ်စ်တွေရှိမှန်းသိနေကြောင်းပြောတဲ့အခါဘန်ကအစဘက်မှာညင်းနေပါသေးတယ်။ဒါပေမဲ့မိုက်ကဘန်ရဲ့ဇနီးဖြစ်သူနာမည်ကိုပါထုတ်ပြောပြီးထပ်မံချင်းချောက်လိုက်တဲ့အခါမှာတော့ဘန်တယောက်စိန်အစ်စ်တွေကိုထုတ်ပေးလိုက်ရပါတော့တယ်။နောက်ဆုံးမှာတော့မိုက်ဟာကားနောက်ဖုန်းထဲကမဆုပ်ကိုပြန်လွတ်ပေးဖို့ပြင်လိုက်ပါတယ်။မိုက်ဟာမဆုပ်ကိုပြန်လွတ်ပေးဖို့လုပ်နေတော့မှပဲအချိန်တွေကရုတ်တရက်ပြောင်းလဲသွားပါတယ်။အလီဟာသူ့ရဲ့ဒုတိယမြောက်တနက်ကိုအမိရဆွဲပြီးမိုက်ကိုပြစ်မှတ်ထားလိုက်ပါတယ်။ဒါပေမဲ့အလီဟာကြောက်စိတ်ကြောင့်လက်တွေတုံရင်နေပြီးကြီးစံကမိုက်ကိုမထိပဲကားမှန်ကိုပဲသွားမှန်ပါတော့တယ်အသက်ဘေးကတီတီလေးလွတ်သွားတဲ့မိုက်ဟာကြောက်လန့်ကြနဲ့ကားကိုအမြန်ဆုံးမောင်းထက်ခဲ့ပါတယ်လမ်းမှာတခြားကားတွေကိုတိုက်မိလို့နှီးပါဖြစ်ခဲ့ပေမဲ့မိုက်ဟာနောက်ဆုံးမှာတော့လုံခြုံတဲ့ကားပါကင်တစ်ခုစီရောက်သွားပါတယ်အဲ့ဒီမှာသူဟာစိတ်ကိုအေးအေးထားမျက်မှန်ကိုချွတ်ကားကိုအဝတ်နဲ့ဖုံးပြီးတခြားကားတစ်စီးနဲ့အေးအေးဆေးဆေးပဲထွက်ခွာသွားပါတယ်တစ်ဖက်မှာလည်းရှာရွန်ဆိုတဲ့အမျိုးသမီးဟာစတီဗင်ရဲ့ကြီးကြပ်ခံထားတဲ့ဆန်အိမ်ကြီးကိုအာမခံသွားရောက်ပါတယ်စတီဗင်ဟာသူ့ရဲ့လုံခြုံရေးစနစ်ကိုကြွားလုံးထုတ်ပြီးနောက်ရှာရွန်ကိုတနက်တက်လက်ပေးပြီးပလင်းကိုပစ်ခိုင်းပါတယ်ရှာရွန်ကတနက်တစ်ခါမှမပစ်ဘူးတာကြောင့်လွဲကျော်သွားခဲ့ပါတယ်စကားပြောနေရင်းနဲ့မိန်းကလေးငယ်တယောက်ဖျက်လျှောက်သွားတာကိုတွေ့တော့ရှာရွန်ကစတီဗင်ရဲ့သမီးလို့ထင်ခဲ့ပေမဲ့တကယ်တော့သူမဟာစတီဗင်နဲ့ဆေးဆက်ထားသူဖြစ်နေပါတယ်ဒီကိစ္စကြောင့်စကားဝိုင်းတစ်ခုလုံးအနီးရခတ်သွားပါတော့တယ်ဒီတောတွန်းမှာပဲဆုံတော့လူနဲ့တင်မန်တို့ဟာလူရဲမှုဖြစ်ပွားရာကနေရောက်လာပါတယ်တပြဟာတည်င်းအချက်လက်တွေအကုန်သိနေတာကိုသူတို့ကတန်တရားရှိပေမဲ့ဘန်ကတော့သူနဲ့မဆိုင်ကြောင်းညင်းဆိုနေပါတယ်ဆုံတော့လူကတော့ဒါဟာသူလာပေါင်းများစွာလိုက်နေတဲ့ဓမြပဲလို့ယုံကြည်နေပါတယ်ဘာလို့လဲဆိုတော့ဘယ်တော့မှအကြမ်းမဖက်ဘူးလုံခြုံရေးကင်မရာတွေကိုကြိုပြတ်ထားတယ်ဘယ်ပစ္စည်းကဘယ်ချိန်မှလာမယ်ဆိုတာအတိအကျသိတယ်ရော101လမ်းမကြီးကိုတုံးပြီးစက္ကန့်မှအတွင်းပျောက်ချင်းမလားပျောက်သွားတတ်တယ်ဒီကြောင်းချက်တွေကြောင့်သူယုံကြည်နေပါတယ်မိုက်ဟာအင်ကိုပြန်ရောက်လာတဲ့အခါရလာတဲ့ဆယ်နေကိုခွက်တစ်ခုမှဝတ်ထားလိုက်ပါတယ်ဒါပေမဲ့သူ့ခေါင်းကိုသူထိမိလိုက်တဲ့အခါကွဲသွားတဲ့ကားမှန်စားတွေကြောင့်သူ့မှာတရားရသွားမှန်းသိလိုက်ရပါတော့တယ်ဒါဟာသူစွန့်ပစ်ခဲ့တဲ့ကားထဲမှာလည်းသူ့ရဲ့ DNA တွေ့ကွက်တွေကြံခတ်နိုင်တယ်ဆိုတဲ့အသတိပေးချက်ပါပဲညနေပိုင်းမှာတော့မိုက်ဟာခိုးရပါပစ္စည်းတွေကိုမောင်ခိုစည်းကွက်မှာပြန်ရောက်ပြီးတဲ့မန်နီဆိုတဲ့သူနဲ့တွားရောက်တွေ့ဆုံပါတယ်မိုက်ကနောက်လာမဲ့စန်တာဘရာအလုပ်အတွက်စိုးရိမ်နေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအလုပ်မှာအရက်သားတွေအများကြီးပါဝင်ပတ်သက်နေပြီးသူကတော့ဘသူ့ကမှတရားမရစေချင်လို့ပါပဲဒါပေမဲ့မန်နီကတော့ဂီးမဆိုင်ပဲပိုကောင်းတဲ့အစီအစဉ်တစ်ခုသာစဉ်းစားထားလိုက်လို့အေးအေးဆေးဆေးပဲတုံ့ပြန်ခဲ့ပါတယ်မိုက်ဟာအာမခံကုမ္ပဏီကဝန်ထမ်းတွေရဲ့အချက်လက်တွေကိုလိုက်လံစုံစမ်းရင်းအထူးသဖြင့်ရှာရွန်ရဲ့ကိုရေးရာဇဝင်ကိုတတိပြုမိသွားပါတယ်သူဟာဟက်ကာတယောက်ကိုပတ်စံပေးပြီးရှာရွန်ရဲ့ဆိုရှယ်မီဒီယာအီးမေးလ်နဲ့ဖုန်းမက်ဆေ့တွေအထိအကုန်ထိုးပေါက်ကြည့်ခိုင်းပါတယ်တစ်ဖက်မှာလည်းမန်နီဟာမိုက်ကိုယုံကြည်မှုကြောင့်နေလာပါတယ်။မိုက်ကစိတ်တက်ကြနေပြီးစန်တာဘရာအလုပ်ကိုလုပ်နိုင်မှာမဟုတ်ဘူးလို့ယူဆတာကြောင့်အော်မန်ဆိုသူကိုအစားထိုးဝင်ခိုင်းဖို့စီစဉ်ပါတော့တယ်။ညဘက်မိုက်ကားမောင်းနေတော့အမျိုးသမီးတယောက်ဖြစ်တဲ့မာယာမောင်းလာတဲ့ကားကမိုက်ရဲ့ကားကိုနောက်ကနေဝင်တိုက်မိပါတယ်။မိုက်ကအမှုမဖြစ်ရှင်တာကြောင့်အာမခံကိစ္စတွေမလုပ်ဘဲငွေသားနဲ့ပဲဖြစ်ရှင်းဖို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့မာယာကတော့သူမစီးလာတာတထေးကားဖြစ်တဲ့အတွက်တရားဝင်လမ်းကြောင်းအတိုင်းပဲသွားကျင်တယ်ဆိုပြီးမိုက်ရဲ့အချက်လက်တွေကိုအတင်းတောင်းယူသွားပါတယ်။နောက်တနေ့မှာတော့ရှာရွန်ကဆုံတော့လူနဲ့တွေ့ဆုံပါတယ်အာမခံကုမ္ပဏီကရော်ချင်းမပေးချင်တာကြောင့်ရန်နာဆိုင်ရှင်ဆမ်မီနဲ့ဝမ်ကွက်ညီကိုနှစ်ယောက်ကိုအလိန်ဖော်ဆန်းနဲ့ဆက်ဆေးဖို့တောင်းဆိုလိုက်ပါတယ်ဆုံတော့လူကတော့ကုမ္ပဏီကပတ်စံမရောချင်လို့အကွက်ဆင်နေတာကိုရက်မိပြီးဒေါသထွက်သွားပါတော့တယ်ရှာရွန်နဲ့ဆုံတော့လူတို့ဟာရဲတပ်ဖွဲ့ရဲ့အကျင့်ပြကြားစားမှုတွေနဲ့ပတ်သက်ပြီးအခြေတင်စကားများကြပါတယ်ရှာရွန်ကစင်းရင်စရာအရဆိုရင်ဒါဟာအတွင်းလူပါမှဖြစ်နိုင်တဲ့အလုပ်လို့ပြောလိုက်တာကလူအတွက်အကြံတစ်ခုရသွားစေပါတယ်လူဟာဌာနကိုပြန်ပြီးလွန်ခဲ့တဲ့၄နှစ်အတွင်းဖြစ်ပွားခဲ့တဲ့လူရဲမှု119ခုကိုမြေပုံပေါ်မှာချပြပါတယ်ပြီးတော့ဒေါ်လာ9သိန်းအောက်တန်ဖိုးနဲ့တဲ့အမှုတွေအကြမ်းဖက်မှုမပါတဲ့အမှုတွေနဲ့တတိဒေါက်တာလုံးဝမချန်ထားတဲ့အမှုတွေကိုဖယ်ထုတ်လိုက်တဲ့အခါကြံရှိတဲ့အမှုတွေဟာရော101အဝေးပြေးလမ်းမကြီးတစ်လျှောက်မှာပုံစံတူကွက်ဆက်တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒီရာဇဝတ်ကောင်ဟာရတနာကုံတွေရဲ့ဆက်သွယ်ရေးစနစ်ကိုဟပ်ပြီးပစ္စည်းရွှေ့မဲ့ခြင်းကိုစောင့်နေတာလို့သူကယူဆလိုက်ပါတယ်
ဒါပေမဲ့သူ့ရဲ့အထက်လူကြီးကတော့အမှုဟောင်းတွေကိုပြန်ဖွင့်ရင်ရဲဌာနရဲ့နာမည်ပြတ်မှာဆိုလို့လူရဲ့ theory ကိုပယ်ချလိုက်ပါတယ်တစ်ဖက်မှာတော့မိုက်ရဲ့နေရာမှာအစားထိုးဝင်လာတဲ့အိုမန်ဟာစန်တာဘာဘရာကရနာဆိုင်ကိုလူဖို့ရောက်လာပါတယ်မိုက်နဲ့မတူတာကအိုမန်ဟာအလွန်ရက်ဆက်ပါတယ်သူဟာတနက်ကိုထုတ်ပြီးလူတွေကိုဝင်တိုက်တယ်လက်ဆွဲတက်တာကိုလူဖို့ကြိုးစားပြီးမဲ့အဲ့ဒီတက်တာကကုံတယ်ရဲ့လက်ကဝက်မှာလက်ထိတ်နဲ့တွက်ခတ်ထားတာကိုတွေ့လိုက်ရပါတယ်ဒေါသထွက်သွားတဲ့အိုမန်ဟာဆိုင်တွေကလူတွေကိုကြမ်းပြင်ပေါ်မှာဝက်ခိုင်းတယ်အမျိုးသမီးတစ်ယောက်ကိုတနက်တင်နဲ့ရိုက်တယ်ကုံတယ်ကိုလည်းတော့ပြဖို့ညှက်မဲ့နှိပ်စက်ပါတယ်နောက်ဆုံးမှာကုံတယ်ရဲ့လေဘင်းမှာဆွဲထားတဲ့တော့ကိုရပြီးစိန်တက်တာကိုရသွားပါတယ်ဒါပေမဲ့အော်မန်ကလောဘမတက်နိုင်သေးပါဘူးဆိုင်ထဲမှာတခြားတန်ဖိုးကြီးတာတွေရှိသေးတာကိုမြင်တော့ဆိုင်ဝင်တဲ့အမျိုးသမီးကိုသပင်ကနေဆွဲခေါ်ပြီးအိုမန်ဟာရနာဆိုင်ထဲကပစ္စည်းတွေကိုအတင်းအဓမ္မလူယူပြီးတဲ့နောက်မှာတော့ထပ်ပေါက်ပိတ်နေတာကိုတွေ့လိုက်ရပါတယ်တကားဖွင့်ဖို့အတွက်ခလုတ်ကိုပြန်သွားနေရတာကြောင့်အချိန်နှောင်နှီးသွားပြီးဒေါသတကြီးနဲ့ဆိုင်ထဲကမန်ဒီကိုပါတနစ်နဲ့ပြစ်ခဲ့ပါတယ်အချက်ပေးခေါင်းလောင်းတဲ့နေစူညံနေတဲ့ကြားကပဲအိုမန်ဟာအသေးတန်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့မိုက်ဟာသူ့ကားကိုတိုက်မိတဲ့မာယာကိုချိန်တွေ့ဖို့စာပို့လိုက်ပါတယ်သူတို့ညဟာအလွန်စိန်ကြတဲ့စားတောက်ဆိုင်ကြီးမှာတွေ့ကြပေမဲ့မာယာကအဲ့လိုနေရာမျိုးမှာအနေခက်နေတာကိုမိုက်ကရိပ်မိသွားပါတယ်ဒါကြောင့်သူတို့ဟာဆိုင်ပြောင်းလိုက်ပြီးလမ်းဘေးစားတွေကိုပဲပေါ့ပေါ့ပါပါစားတောက်ရင်စကားတွေပြောပြခဲ့ကြပါတယ်မိုက်ကသူ့ကိုသူဆော့ဝဲပညာရှင်တယောက်လို့လိန်ညာပြောဆိုထားပေမဲ့သူတို့နှစ်ယောက်ကြားမှာတော့တန်ရုံးစင်တွေစတင်အမြင့်တွယ်လာခဲ့ပါတယ်ဆုံတော့လူကတော့အလုံးမာရောအိမ်တော်ရေးမှာပါအကြက်ရိုက်နေပါတယ်သူ့ဇနီးကဖောက်ပြန်နေတဲ့ဆိုတာကိုသိလိုက်ရပြီးအိမ်ကနေသူပဲဆင်းပေးမယ်ဆိုပြီးစကားများခဲ့ကြပါတယ်ဒီကြားထဲမှာစန်တာဘာဘရာလူရက်မှုဖြစ်ပွားရနေရာကိုရောက်လာတဲ့အခါမှာတော့လူကဒီလူရက်မှုကငါလိုက်နေတဲ့လူရဲ့လက်ချက်မဟုတ်ဘူးဘာလို့လဲဆိုတော့ငါလိုက်နေတဲ့သူကဘယ်တော့မှအချက်မဖက်ဘူးလို့အတိအကျပြောလိုက်ပါတယ်မိုက်ဟာမန်နီနဲ့တွားတွေ့ပြီးသူ့ရဲ့အချက်လက်တွေကိုတောင်းပြီးတခြားလူကိုလွတ်လိုက်တဲ့အတွက်ဒေါသထွက်နေပါတယ်။မန်နီကတော့ငါမရှိရင်မင်းကဘာမှမဟုတ်ဘူးလို့ချိန်ချပြောဆိုခဲ့ပြီးမြဲမိုက်ကတော့ဂိမ်းမဆိုင်ပဲထွက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ရန်နာဆန်ရှင်ဆမ်မီယာအာမခံကုမ္ပဏီမှာအစစ်ဆေးခံနေရပြီးအလွန်ပဲစိတ်နှောက်ယှက်ဖြစ်နေပါတယ်။မန်နီဟာမိုက်ရဲ့နောက်ထပ်အစီအစဉ်တစ်ခုကိုသိချင်ကြကြောင့်အိုမန်ကိုမိုက်နောက်ကနေတကောက်လိုက်ခိုင်းပါတယ်။အိုမန်ရဲ့အစီအစဉ်ကတော့မိုက်လူရဲ့ပြီးတာနဲ့မိုက်စီကနေတဆင့်ပြန်လူဖို့ပါပဲ။အိုမန်ဟာမိုက်ရဲ့ကားမှာခြေရာခံဆက်တက်ထားပြီးမိုက်နဲ့ဟက်ကာတို့တွေ့ဆုံတာကိုပါချောင်းကြည့်နေခဲ့ပါတယ်။မာယာဟာမိုက်ရဲ့အိမ်ကိုဒုတိယအကြိမ်ရောက်ရှိလာပါတယ်။မိုက်ရဲ့အိမ်မှာဘာကိုရေးကိုတာပစ္စည်းမှမရှိတာမိသားစုဓာတ်ပုံတွေမရှိတာကိုသူမတတိထားမိသွားပါတယ်မိုက်ကသူဟာဆင်းရဲတဲ့မိသားစုကလာတာဖြစ်လို့ပစ္စည်းရတွေကိုတိတ်ပြီးတင်းစီလေးမရှိဘူးလို့အကြောင်းပြခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာတချင်းတွေနားထောင်ရင်ကကြရကနေပို့ပြီးရင်းနှီးတဲ့အဆင့်ထိရောက်ရှိသွားကြပါတယ်ညဘက်မှာမိုက်ဟာဝရန်ဒါမှာလင်ညင်းခံထွက်ရင်းနဲ့အဝေးကအလင်းရောင်တစ်ခုကိုတတိထားမိသွားပါတယ်အိုမန်ထပ်သွားတာကိုမြင်တော့မှမိုက်ဟာသူ့ကားထဲကိုအပူတပြင်းရှာဖွေပြီးအိုမန်တက်ထားတဲ့အခြေရာခံဆက်ကိုရှာတွေ့သွားပါတယ်သူဟာအဲ့ဒီဆက်ကိုချက်ချင်းဖြုတ်ပစ်လိုက်ပြီးနေရာအသစ်တစ်ခုကိုပါချက်ချင်းငားရမ်းလိုက်ပါတော့တယ်နောက်နေ့မနေ့မှာတော့အိုမန်ဟာပါဆယ်ပို့သမားရောင်ဆောင်ပြီးဟက်ကာရဲ့အခန်းထဲကိုအတင်းဝင်ရောက်သွားပါတယ်ဟက်ကာကိုတနက်နဲ့ချိန်ရိုက်နှက်ပြီးမိုက်အတွက်ဘာတွေလုပ်ပေးနေတယ်လဲဆိုတာကိုအတင်းသမားမေးမြန်းပါတော့တယ်တစ်ဖက်မှာတော့စုံတော့လူဟာအိန္ဒိယအတွင်းမှာရှိတဲ့ကားပါကင်တွေအကုန်လုံးကိုတစ်ခုမကြက်လိုက်လံစုံစမ်းနေဆဲဖြစ်ပြီးဒီနေ့မှာတော့စုံတော့လူဟာအမိုက်ဆွန့်ပစ်ခဲ့တဲ့ကားကိုနောက်ဆုံးမှာတော့ရှာတွေ့သွားပါတယ်မူကင်းဆေးပညာဘက်ကကားကိုအသေးသေးစစ်ဆေးတဲ့အခါမှာတော့ကားမှန်စားတွေနဲ့အတူမိုက်ရဲ့သွေးကွက်တေးသေးလေးတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်ဒါဟာမိုက်ကိုဖမ်းဆီးဖို့အတွက်အရေးကြီးဆုံးတပ်တွေတစ်ခုဖြစ်လာပါတော့တယ်မိုက်ဟာရှာရွန်ရှိနေမဲ့အမှုပညာပြကန်းကိုတွားပြီးသူမနဲ့မတော်စတွေ့တယ်လို့မျိုးဟန်ဆောင်ခဲ့ပါတယ်စကားပြောရင်းနဲ့ရှာရွန်ကမိုက်ဟာလျှို့ဝှက်ချက်တွေအများကြီးရှိတဲ့သူဖြစ်ကြောင်းခံမှန်းပြခဲ့ပါတယ်ဒီခါမှာတော့မိုက်ကသူတို့တွေးဆုံတာဟာမတော်တဆမဟုတ်ကြောင်းဝန်ခံလိုက်ပြီးသူမရဲ့အကြောင်းကိုအသေးစိတ်ပြပြလိုက်ပါတယ်မိုက်ဟာသူဟာလူရဲမှုအတွက်တရင်အချက်လက်ပေးနိုင်မဲ့အဖော်ရှာနေတာဖြစ်ကြောင်းနဲ့သူမရဲ့ကုမ္ပဏီကသူမအပေါ်မမျှတပုံတွေကိုထောက်ပြပြီးစီးယုံလိုက်ပါတယ်ရှာရွန်ကအစပိုင်းမှာညှင်းဆဲခဲ့ပေမဲ့မိုက်ကတော့တကယ်လို့စိတ်ပြောင်းသွားရင် Instagram မှာပင်လယ်ကမ်းခြေပုံတင်ပေးပါလို့ပြောပြီးထွက်လာခဲ့ပါတယ်မိုက်ဟာဆိုင်ပြင်ရောက်တဲ့အခါသူ့ကိုချောင်းနေတဲ့အိုမန်ကိုမြင်သွားပြီးနောက်ကနေအပူပြင်းလိုက်ပါတော့တယ်သူတို့နှစ်ယောက်ဟာလူစီကားတဲ့လမ်းမတွေပေါ်မှာအလွန်မြင့်တဲ့အချိန်နဲ့တယောက်ကိုတယောက်အသေးလဲမောင်းနေလိုက်ကြပါတယ်အိုမန်ကလမ်းမှာတခြားကားတွေကိုတိုက်မိအောင်အမျိုးမျိုးအကွက်ဆင်ခဲ့ပြီးမိုက်ကတော့ကျွမ်းကျင်စာနဲ့ရှောင်ကွင်းပြီးအိုမန်နောက်ကိုမလွတ်တမ်းလိုက်နေပါတယ်ဒါပေမဲ့သူတို့ဟာအလွန်ရှုပ်ထွေးတဲ့နေရာတစ်ခုကိုရောက်ရှိလာတဲ့အခါမှာတော့အိုမန်ဟာမိုက်ရဲ့နောက်ကိုလိုက်ရင်းကနေမတော်တဆကားတစ်စီးကိုဝင်တိုက်ပြီးဆိုင်ကယ်ပေါ်ကပြုတ်ကျသွားပါတယ်သူဟာအနီးနားကဆိုင်တစ်ဆိုင်တဲကိုပြေးဝင်ပြီးဘာမှမသိလို့ဟန်ဆောင်နေပေမဲ့မိုက်ကတော့သူ့နောက်ကိုထက်ချက်မကွာလိုက်လာခဲ့ပါတယ်မိုက်ဟာအိုမန်ကိုရေခဲတက်တာနဲ့ကတ်သွင်းပြီးဒေါသတကြီးစစ်မိပါတော့တယ်အိုမန်ကမိုက်ရဲ့လက်ကိုကိုက်ပြီးတနက်နဲ့ပြန်ချိချောက်ပြီးမဲ့မိုက်ကတော့အလျှော့မပေးပါဘူးနောက်ဆုံးမှာတော့အိုမန်ဟာသူ့ကိုမန်နီကလွတ်လိုက်တာဖြစ်ကြောင်းဝန်ခံလိုက်ရပါတယ်မိုက်ကလည်းနောက်တစ်ခါမင်းတို့ကိုထပ်တွေ့ရင်တော့အသေးပဲလို့ပြင်းပြင်းထန်ထန်တတိပေးလိုက်ပါတယ်နောက်တစ်နေ့မှာတော့ရှာရွန်ဟာသူမရဲ့ယောဂတန်တန်းကိုစုံတော့လူရောက်လာတာကိုတွေ့ပြီးအံ့ဩသွားပါတယ်သူတို့စကားပြောနေတုန်းမှာပဲလူစီကိုရနာဆိုင်လူရမှုတကူဖြစ်နေတဲ့အကြောင်းဖုံးဝင်လာပါတယ်လူအခင်းဖြစ်ရနေရာကိုရောက်သွားတဲ့အခါတခြားဆောင်တော့တယောက်ကထွက်ပြေးနေတဲ့တခိုးတယောက်ကိုပြစ်လိုက်တာကိုတွေ့ရပါတယ်တိတ်ဆုံးသူရဲ့မျက်နှာဖုံးကိုချွတ်ကြည့်လိုက်တဲ့အခါမှာတော့ဆယ်ကျော်သက်ကောင်လေးတယောက်ဖြစ်နေပါတယ်လူတတိထားမိတာကတော့အစပိုင်းမှာအဲ့ဒီကောင်လေးလက်ထဲမှာတနတ်မရှိပေမဲ့နောက်ပိုင်းတော့တနတ်တက်လက်ရောက်နေတာပဲဖြစ်ပါတယ်ဒါဟာရဲအချင်းချင်းအပြစ်ကင်းအောင်တပ်တွေအတူထည့်ထားတာကိုသူရိပ်မိသွားတာပါလူဟာသူမြင်ခဲ့တဲ့မမှန်ကန်မှုကိုအထက်လူကြီးစီတိုင်ကြားခဲ့ပေမဲ့အထက်လူကြီး
ကြီးကတော့သူ့လူတွေကိုကောက်ွယ်ချင်တာကြောင့်လူအပါဝင်ဆောင်တော့3ယောက်စလုံးကိုစုံစမ်းစစ်ဆေးမှုမပြင်းမချင်းအလောက်ကနေခက်တာရန်နာလိုက်ပါတယ်လူတယောက်သူ့ပစ္စည်းတွေတင်ပြီးထွက်ခွာဖို့ပြင်နေတော့မှာပဲကားထဲကရတဲ့ DNA စစ်ဆေးချက်ရလက်ထွက်လာပါတယ်မိုက်ရဲ့နာမည်အရင်ဟာဂျင်းဖြစ်ပြီးသူဟာမိဘမဲ့ကေဟာမှာကြီးပြင်းခဲ့ရသူပြစ်မှုမှတ်တမ်းဟောင်းရှိခဲ့သူဖြစ်နေတာကိုသိလိုက်ရပါတော့တယ်တစ်ဖက်မှာလည်းရှရွန်ဟာသူမရဲ့တတိကယာတူတိုးပေးမယ်လို့နှစ်ပေါင်းများစွာကဂတိပေးပြီးအခုတော့လက်ချောင်းဝင်တဲ့တယောက်ကိုပဲမျက်နှာသာပေးနေတာကြောင့်အလုံးမဲ့စိတ်ပြတ်နေပါတယ်သူမကတခြားကုမ္ပဏီကိုပြောင်းမယ်လို့ထင်ကြောက်ခဲ့ပေမဲ့တတိဖြစ်သူကတော့သူမကိုလောင်ပြောင်ယုံတာတုံ့ပြန်ခဲ့ပါတယ်တတိရဲ့စော်ကားမှုကိုခံလိုက်ရတဲ့ရှရွန်ဟာဒေါသတကြီးနဲ့ပင်လယ်ကမ်းခြေကိုတွားပြီး Instagram မှာဓာတ်ပုံတင်လိုက်ပါတယ်ဒါဟာမိုက်ရဲ့ကမ်းလှမ်းချက်ကိုသူမလက်ခံလိုက်ပြီးဆိုတဲ့အချက်ပြမှုပါပဲချက်ချင်းဆိုသလိုပဲမိုက်ကသူမကိုလာကြိုပြီးသူတို့နှစ်ယောက်စတင်ပူးပေါင်းပါတော့တယ်ရှရွန်ကတတိကြီးစတီဗင်ရဲ့မင်္ဂလာဆောင်အတွက်တန်ဖိုးကြီးလက်ပတ်ရတနာတွေနာယူတွေပို့ဆောင်မဲ့အကြောင်းသတင်းပေးပါတယ်စုစုပေါင်းဒေါ်လာ1,000,000လောက်လူရမှာဖြစ်လို့ရှရွန်ကတော့သုံးပုံတစ်ပုံကိုဝေစုတောင်းလိုက်ပါတယ်မိုက်ကအလွန်အနေများမှန်းသိပေမဲ့ဒီအလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဆုံတော့လူဟာမိုက်ရဲ့မတန်းဟောင်းတွေကနောက်ဆုံးလိပ်စာဖြစ်တဲ့အန်ဆူသူရဲ့အိမ်ကိုရောက်သွားပါတယ်အဲ့ဒီချိန်မှာပဲမိုက်စီကိုအန်စီကနေဖုန်းဝင်လာပြီးရဲတယောက်မင်းကိုလိုက်ရှာနေတယ်လို့သတင်းလမ်းပေးလိုက်ပါတယ်မိုက်ကဖုန်းပြန်ခေါ်ပြီးဆုံတော့လူနဲ့စကားပြောဖို့ကြိုးစားပေမဲ့လူကဖုန်းကိုကင်လိုက်တဲ့ချိန်မှာတော့မိုက်ကဖုန်းချသွားခဲ့ပါတယ်မိုက်ကရှရွန်ကိုလျှို့ဝှက်ဖုန်းတစ်လုံးပေးပြီးဖုန်းပြောပြီးတိုင်း SIM ကတ်ကိုဖျက်ဆီးပစ်ဖို့မှာထားပါတယ်ဒါပေမဲ့ရှရွန်အိမ်ပြန်ရောက်တဲ့အခါမှာတော့အိုမန်ကစောင့်နေပြီးသူမကိုရိုက်နှက်နှိပ်စက်ကမိုက်နဲ့ဘာတွေကြံစီနေတယ်လဲဆိုတာကိုအတင်းအဓမ္မမေးမြန်းပါတော့တယ်ဒဏ်ရာတွေနဲ့ရှရွန်ဟာကြောက်လန့်ကြတဲ့ယောဂတန်တန်းမှာဆုံတော့လူကိုအကူအညီတောင်းပြီးအဖြစ်မှန်အားလုံးကိုဖွင့်ပြောလိုက်ပါတယ်သူမဟာအိုမန်ကိုလည်းအကုန်ပြပြလိုက်ရကြောင်းဝန်ခံပါတယ်လူကတော့သူမရဲ့လုံခြုံရေးအတွက်သူ့အိမ်မှာပဲခဏနေခိုင်းလိုက်ပါတယ်အိုမန်ကဟိုတယ်ဝန်ထမ်းတယောက်နောက်ကိုတကောက်ကောက်လိုက်နေတဲ့အချိန်မှာဆုံတော့လူကတော့ရဲစခန်းကိုပြန်ပြီးစိန်ခိုးမှုကတပ်တွေတွေကိုပြန်စစ်ဆေးပါတယ်အဲ့ဒီမှာသူဟာစိန်အတုတွေထည့်ထားတဲ့အိတ်ကိုရှာတွေ့သွားပါတော့တယ်မိုက်ဟာအလုပ်ကိစ္စနဲ့မြို့ပြင်သွားရမယ်လို့အကြောင်းပြပြီးသူ့ကိုစောင့်နေဖို့မာယာကိုပြောပါတယ်ဒါပေမဲ့မာယာကတော့ဒါကိုအယုံကြည်မရှိပဲမိုက်ရဲ့လျှို့ဝှက်ချက်များလုံးတဲ့အပေါ်ဒေါသတကြီးပောက်ကွဲပါတော့တယ်မိုက်ကလည်းချမ်းချမ်းသာသာနဲ့ကြီးပြင်းလာတဲ့သူတွေကအသက်ရှင်ရပ်တည်ဖို့အတွက်မကောင်းတာတွေလုပ်ရတဲ့ဘဝကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးလို့ပြန်လည်ချေပခဲ့ပြီးမဲ့နောက်ဆုံးမှာတော့မာယာဟာသူ့ကိုထားခဲ့ပြီးထွက်သွားပါတော့တယ်ရှရွန်ဟာလည်းကုမ္ပဏီမှာသူမရဲ့တထေးကဝန်ထမ်းအသက်တွေကိုမြူဆွဲနေတာကိုမြင်ပြီးစိတ်မထိန်နိုင်တော့ပဲလူပုံအလဲမှာတင်တထေးကိုအဆက်ခွဲအလောက်ကနေနှုတ်ထွက်ကြောင်းကြေညာပြီးခေါင်းပေါ်ရင်ကော့ကထွက်လာခဲ့ပါတယ်သူမဟာမိုက်နဲ့ပူပေါင်းပြီးဒီလူရက်မှုကိုအဆုံးဖြတ်ပေးဖို့အစဉ်သင့်ဖြစ်နေပါပြီမိုက်ဟာလေစိတ်နာကကားပါကင်မှာစောင့်နေပြီးပစ္စည်းပို့ဆောင်မဲ့လုံခြုံရေးဝန်ထမ်းကိုတနက်နဲ့ချင်းချောက်ကသူ့ရဲ့ကားနဲ့ဖုန်းကိုလူယူလိုက်ပါတယ်။အဲဒီနောက်မှာတော့မိုက်ကလုံခြုံရေးဝန်ထမ်းရောက်ဆောင်ပြီးရတနာတွေတည်လာတဲ့ပစ္စည်းပို့သမားကိုတွားကြိုပါတယ်။ဒါပေမဲ့မိုက်မသိတာကတော့အဲ့ဒီပစ္စည်းပို့သမားဟာတကယ်တော့စုံတော့လူဖြစ်နေတာပါ။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တန်တရားမျက်လုံးနဲ့ကြည့်ရင်ဟိုတယ်စီမောင်းနေလာကြပါတယ်။ဟိုတယ်မှာအိုမန်ဟာဝန်ထမ်းဝတ်စုံလဲပြီးမိုက်စီကနေပြန်လူကိုချောင်းမြောင်းနေပါတယ်။ဟိုတယ်ကန်ကိုရောက်တာနဲ့မိုက်ဟာတနက်ထုတ်ပြီးတထေးကြီးစတေပင်ကိုချင်းချောက်ကလုံခြုံရေးတက်တာကိုဖွင့်ခိုင်းပါတယ်။မိုက်ဆိုင်တွေအားလုံးအိတ်ထဲထည့်ပြီးနောက်မိုက်ကလူကိုရတနာတက်တာကိုဖွင့်ခိုင်းလိုက်ပါတယ်။လူကတက်တာကိုဖွင့်လိုက်တဲ့အချိန်မှာပဲရတနာတွေအစာသူကြိုတင်ဝတ်ထားတဲ့တနက်ကိုထုတ်လိုက်ပါတော့တယ်။စုံတော့လူဟာတက်တာတွေကတနက်ကိုထုတ်ပြီးသူဟာရဲတယောက်ဖြစ်ကြောင်းမိုက်ကိုဖွင့်ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်တနက်ချင်းဆိုင်ထားတော့မှာပဲအိုမန်ဟာအခန်းထဲကိုရုတ်တရက်ဝုန်းကနေဝင်လာပြီးမိုက်ကိုချုပ်ကန်ကလူကိုတနက်နဲ့ပြန်ချိန်လိုက်ပါတယ်။ဒီအချိန်တွေကတကယ်ကိုချုပ်ထွေးသွားပြီးအိုမန်ဟာစိတ်မထိန်နိုင်ပဲတထေးကြီးစတီဗင်ကိုပြစ်တက်လိုက်ပါတယ်။အဲဒီနောက်လူကိုရတနာတက်တာကမ်းပေးဖို့ချိန်ချောက်နေတော့မှာပဲမိုက်ဟာအခွင့်အရေးကိုအရယူပြီးလူစီကတနက်နဲ့အိုမန်ကိုအသေးတက်လိုက်ပါတော့တယ်။အိုမန်တေဆုံးသွားပြီးတဲ့နောက်စုံတော့လူကမိုက်ကိုမြို့ထဲကနေအပြီးပိုင်ထောက်ခွာသွားဖို့နဲ့နောက်တစ်ခါပြန်မလာဖို့ပြောပါတယ်။အပြစ်အားလုံးကိုတေဆုံးသွားတဲ့အိုမန်အပေါ်ပုံချပေးမယ်လို့ကတိပေးလိုက်ပါတယ်။မိုက်ဟာတနက်ကိုချလိုက်ပြီးအခန်းထဲကနေထွက်သွားပါတော့တယ်။စတီဗင်ကလူကိုရာဇဝဲကောင်နဲ့အပေးယူလောက်ရမလားဆိုပြီးအော်ဟစ်နေပေမဲ့လူကစတီဗင်ရဲ့အခွန်ဆောင်မှုတွေနဲ့တရားမဝင်ကြောင်းမြတ်ရတနာတင်သွင်းမှုကိုပြန်လည်ချင်းချောက်လိုက်တဲ့ခါမှာတော့စတီဗင်တယောက်ငြိမ်ကျသွားပါတော့တယ်။မိုက်ဟာရဲကားတွေဝိုင်းနေတဲ့ဟိုတယ်ကနေလွတ်မြောက်သွားပါတယ်။လူကတော့စတီဗင်ရဲ့စိန်စစ်ကိုခိုးယူထားပြီးတက်တာထဲမှာတော့အတုတွေကိုပဲခြံထားခဲ့ပါတယ်။သူဟာအဲ့ဒီစိန်တွေကိုရှရွန်စီသွားပေးပြီးသူမကိုဘဝတစ်ခုစတင်ဖို့ကူညီပေးခဲ့ပါတယ်။ရှရွန်ကလည်းမိုက်သူမစီပို့ထားတဲ့ဓာတ်ပုံတစ်ပုံကိုလူကိုပြလိုက်ပါတယ်။နောက်ဆုံးမှာတော့လူဟာမိုက်ညွန်ပြတဲ့နေရာကိုတွားပြီးမိုက်ခြံထားခဲ့တဲ့တန်ဖိုးကြီးရှင်းဟောင်းကားလေးကိုပိုင်ဆိုင်ခွင့်ရသွားပါတယ်။တစ်ဖက်မှာလည်းမာယာဟာမိုက်ရဲ့ငယ်ဘဝဓာတ်ပုံလေးပါတဲ့စာရေးကိုရရှိခဲ့ပြီးအဲ့ဒီနောက်မှာတော့မိုက်ရဲ့တောင်းပန်စကားနဲ့အတူသူတို့ပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ချက်လေးထားခဲ့ပါတော့တယ်